I'm going to make a lentils and bean vermicelli soup. I'm using 1 cup of red lentils and soak in water. And I'm also using the black faggots. I'm using a little bit soak in water for 20-30 minutes. ပဲနီကလေးခေါ်မလားပဲရသာခေါ်မလားသူ့ကိုတစ်ခွက်သုံးထားပါတယ်ပြီးတော့ကြောက်ပွင့်ကလေးရောနည်းနည်းစိမ်ထားလိုက်ပါသေးတယ်အိုးရဲကိုစီလေးနည်းနည်းထည့်ပါတယ်ပြီးတော့ကြက်သွန်နီကလေးတစ်လုံးလှီးထားတာထည့်ပါတယ်ကြက်သွန်နီကလေးကိုစီတက်ပါမယ် This is 1 chopped onion. I'm adding turmeric powder. နှစ်ခုစလုံးကိုရောမွေပြီးတော့ခဏလေးတည်ထားလိုက်ပါတယ်ကျက်သွန်နီလေးကျက်သွားပြီဆိုရင်အစောကရေစိမ်ထားတဲ့ပဲနီလေးကိုထည့်လိုက်ပါမယ်ပြီးတော့ကြက်သားခဲလေးခနောကြက်သားခဲလေးတစ်ခဲထည့်ပါတယ် This is the chicken broth cube. I'm using just only 1. ပြီးတော့ရေလေးထည့်ပါတယ်နှစ်ပွဲစာလောက်ပဲလုပ်မှဆိုရေနည်းနည်းလေးထည့်ပါတယ်ပြီးတော့ပေါ့ပွက်ဆူအောင်တည်ထားရုံပါပဲပေါ့ပွက်ဆူလာပြီဆိုရင်တော့အဲ့လိုဖြူဘက်ကလေးတက်လာတာလေးကိုဖယ်ထုတ်နေတာပါဖယ်လဲရပါတယ်ပြီးတော့ပဲလေးကျက်သွားပြီဆိုရင်အစောကရေစိမ်ထားတဲ့ကြောက်ပွင့်ကလေးတွေထည့်ပါတယ်ပြီးတော့ This is bean vermicelli. I'm using just only 1. ပဲကြာဆန်ကလေးထည့်ပါတယ်ရေမစိမ်ပါဘူးသူ့ကိုတန်းပြီးတော့ထည့်လိုက်ပါတယ်သူကအကြာကြီးတည်စရာမလိုဘူး5မိနစ်10မိနစ်လောက်ပဲတည်ရုံပါပဲပဲကြာဆန်ကလေးပျော့ပြီးချိန်ရပါပြီခြာကန်နီးမှာအရသာကလေးမြည်ချီပြီးတော့နန်းနန်းမင်းကလေးအုပ်ပါတယ်နန်းနန်းမင်းကလေးအုပ်ပြီးတော့2ခါ3ခါမွေပြီးရင်ရပါပြီလွယ်ကူမြန်ဆန်ရတာရှိပါတယ် Have a great day everyone. I'll see you next time. Bye bye.